မင်္ဂလာပါလို့နေနေရကဒီမျိုးလေးကိုစောင့်မျှော်ပြီးကြည့်ရှုပေးနေကြတဲ့နေရဲ့တီတီမကျွန်တော်ရဲ့ကျေးဇူးရှင်မိသားစုဒီကိုမော်မများကိုဒီနေရာလေးကဒီမျိုးလေးကဒီနေ့တော့တောက်ကြနေနေခင်းနေမှာလေးလေးသက်သက်နဲ့နှုတ်ဆက်ပါတယ်ဒီနေ့တော့တောက်ကြနေနေခဲ့ပါဒီမျိုးလေးရဲ့နည်းနည်းပိုင်းစီစဉ်ရတနန်းတာဒီနေ့တော့9ရောက်တော့ဒီသက်တာလေးကိုမိတ်ဆက်ပေးကြပါမယ်အခုတော့ဒီမှာဘယ်မှာတနန်းတာ2ရောက်တဲ့ကြောက်ကြပါဒီဘက်မှာလည်းဒီမျိုးလေးတယောက်တည်းမနိုင်တဲ့အတွက်ကြောင့်တပည့်ကိုနော်ဒီဘက်မှာလည်း2ယောက်ကိုစီစဉ်ပြီးတော့အဟမကွာဘုရားဒီဘက်လှည့်ပြီးတော့ view site ပြပေးနေပါတယ်နောက်တစ်ခုကတိသက်တင်ញင်ကြတဲ့customer များအတွက်ကိုဝါသနာရှင်များတွေကိုကျွန်တော်အထက်ထဲမှာအခန်းလေးနဲ့တစ်ခန်းရှိပါတယ်တိုက်ကြည့်ပါမယ်ဒီမှာရရနော်မတင်ញင်ကြတဲ့ကျွန်တော်ရဲ့ customer တွေအတွက်ကိုเนาะအသက်ကြီးတဲ့လူတွေလည်းပါပါတယ်เนาะတက်ငယ်တဲ့လူတွေလည်းပါပါတယ်နောက်အမျိုးသမီးလေးတွေလည်းပါပါတယ်ဒါကြောင့်မလို့သူတို့တွေနဲ့မြို့သားတွေနဲ့ရောတော့မတင်ကျင်ကြတဲ့ဘာသာရှင်တွေတက်ကိုခံလေးနဲ့ငါတယောက်တည်းစီစဉ်ပေးထားပါတယ်နော်ကဲဟုတ်ပြီဒီနေ့တော့ကျွန်တော်ရဲ့တင်နန်းသားတွေနဲ့မိတ်ဆက်ပေးကြပါမယ်နော်ကျွန်တော်ရဲ့ဒီနေ့ပထမဆုံးစပြီးမိတ်ဆက်ပေးနေတာကတော့ဒီနေ့တော့ကျွန်တော်ရဲ့တင်နန်းသားလေးဒါချစ်စရာလေးပေါ့နော်အင်းစရာစွတ်တင်လေးပါနော်စွတ်တင်လေးကိုစတင်ပြီးတော့နည်းနည်းစီတော့အားလုံးကိုပြပေးမှဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီပိုင်းလောက်နော်ဆရာပေးတဲ့တွေအိတ်ကပ်ပေးပါအောင်နော်ရသလောက်နော်ဟုတ်ပြီဒီပြည့်နေပြီပါဘာချင်းသိတာလဲတော့တောင်းရဝင်ကြိတ်ဒီပိုင်းလောက်ပေါ့နော်အခါလေးအိတ်ကပ်ပေးပါတောင်းရဝင်ကြိတ်ကိုဖြည်းဖြည်းဘယ်ဝညာရောဘယ်ဝညာဆက်ထားတဲ့ချင်းလေးဟုတ်ကောင်းပါတယ်နော်ဟုတ်ပြီဘယ်ရောညပါတယ်ငါကြီးတဲ့ဆက်တွေရမ်းတော်တယ်နော်ကဲနောက်တစ်ယောက်ကိုဆက်လက်ပြီးတော့ပြပေးခြင်းတဲ့အတွက်ကိုကျွန်တော်အချိန်လေးနဲ့လှည့်ကြလေးဖြောပြတင်ဆက်ပေးပါမယ်စောင့်မျှော်ပြီးအားပေးပါအောင်လို့ဒီစမျိုးလေးကလေးလေးစားလေးနဲ့ဖိတ်ခေါ်ပါတယ်